ရန်ကုန်မန္တလေးလမ်းမမေးတင်ကိုမှလိုချင်တဲ့စီးပွားရေးလုပ်ငန်းရှင်များအတွက်အစာဦးပါပြီးသားမျက်နှာ25နောက်ကို100ကျော်ရှိတယ်3တက်တိုက်လေးလုံးနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်โอเคတစ်ချက်လောက်လိုက်ကြည့်ကြည့်ပါဦးโอเคအဲဆိုရင်ကျွန်တော်ဒါတိုက်ရဲ့အကျယ်ပေါ့နော်အောက်ထပ်မှာအရင်တော့အောက်ထပ်မှာသမင်းဆိုင်ဖွင့်မှုတယ်အခုဒါတိုက်ရဲ့အကျယ်လုပ်ငန်းတစ်ခုခုလုပ်မယ်ဆိုလဲကျွန်တော်တို့အဆင်ပြေမဲ့နေရာနေထားတစ်ခုပဲနော်ရှေ့မှာလဲဘကိုးဟဲပန်စားသောက်ဆိုင်ရှိတယ်နော်အဲဆိုကျွန်တော်ထဲထဲဝင်ကြည့်ကြည့်အောင်ဒီမှာဆိုလဲ space area ကျယ်ကျယ်နဲ့လှုပ်လို့ရမယ်ပြီးတော့ဒီမှာအခန်းလေးတစ်ခန်းပါမယ်โอเคဒါကတော့အခန်းတစ်ခန်းပေါ့နော်โอเคတကယ်လို့စားသောက်ဆိုင်ဖွင့်ကျင်တယ်လုပ်ငန်းနဲ့တခုခုလုပ်ဖို့ရုံးခန်းဖွင့်ကျင်တယ်ဆိုလဲမိတ်ဆွေများအတွက်လည်းအဆင်ပြေတယ်ဒီမှာလဲအခန်းတစ်ခန်းရှိမယ်ဒီအခန်းရဲ့ဒီဘေးပေါက်မှာတော့ထပ်ခိုးရှိသေးတယ်ပေါ့နော်ဒါကတော့ကျွန်တော်အိမ်နာထားရတဲ့နေရာပေါ့နော်ဆိုရင်ကျွန်တော်စားသောက်ဆိုင်ဖွင့်မယ်ဆိုလဲဒီနေရာလေးကအဆင်ပြေတယ်ဒါဆိုကျွန်တော်တို့အပေါ်တက်ကိုတစ်ချက်လောက်တက်ကြည့်အောင်နော်အပေါ်တက်ရောက်တာနဲ့ကျွန်တော်ဟောကန်တိဆောက်ပေးထားတယ်ပေါ့နော်ဒါရုံငန်းမဲ့ဖွင့်ဖို့တခြားလုပ်ငန်းမဲ့လုပ်shopping center ပဲဖွင့်မယ်ဘယ်လိုမျိုးလုပ်ငန်းမျိုးမဆိုအဆင်ပြေအောင်လို့ကျွန်တော်တို့ဟောကန်လေးတိဆောက်ပေးထားတယ်ဒါနောက်တစ်ထပ်ပေါ့နော်ဒါတတိယတဲ့ဒါဆိုရင်ဒီမှာလဲကျွန်တော်တို့ဟောကန်မဲ့တိဆောက်ပေးထားတယ်အဲ့တော့ကိုယ်လုပ်ငန်းနဲ့တင့်တော်တဲ့ပုံစံကိုကိုယ့်ဘက်ကိုဖွဲ့စည်းပြီးတော့ပြန်ပြီးတော့ပြုပြင်လို့ရတယ်ပေါ့နော်ဒါကတော့အပေါ်ဆုံးတက်မှာဆိုရင်ဒါရှေ့မှာမြင်ရတာဘကိုးဟက်ဗန်ဆိုင်ရှိမယ်နော်ဒါရန်ကုန်မန္တလေးလက်မမေးတင်မှာတရှိတယ်ဒါကတော့ဆက်လက်ပြင်နေရပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ရှေ့တက်မှာဘကိုးဟက်ဗန်စားအုပ်ဆိုင်ရှိမယ်ရန်ကုန်မန္တလေးလက်မမေးတင်လည်းဖြစ်မယ်ဟုတ်ကဲ့ဒီအိမ်လေးကိုဝယ်ယူဖို့အတွက်ဆက်သွယ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ Rhyming HM မျိုးကိုဆက်သွယ်ပေးပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးပါ